ရောက်ရှိလာကြကုန်သောဆရာဆရာမများနဲ့တင်နန်းသူတင်နန်းသားအားလုံးအပေါင်းတို့ဒီကျမ်းမာဖို့ချမ်းသာဖို့မေတ္တာဖို့ဓမ္မဖြစ်ပါစေခြင်းကျုံးပါဖရာတရားတန်ခါဉာဏ်နာမြတ်သုံးပါဆရာမိဘတို့ကိုညီညာပြပြဩဃာတပရောကြပါစေဩဃာတပိတိယောဝဝေသံတုသောဘောရောဝိဂန္တံတုမာတိဘောန္တောတရာယာတုဇိတိကာယဘောဘဝတပိတိယောပေဥပယောဂအန္တရာယ်ပေါင်းတို့သည်ဝေသံတုရှောင်လွဲပြောင်းပြည့်ကြပါစေကုန်သောကောသသောကတရားသည်၎င်းရောဂောသကနယောဂသည်၎င်းဝိနာသံတို့ပြောင်းပြည့်ကြပါစေအန္တရာယ်အန္တရာယ်ပေါင်းတို့သည်မာဘွန်တုမချမရောက်ကြပါစေကုန်လက်သူဝိတာကိုစိတ်နှပြချမ်းမာချမ်းသာဝမ်းသာကြကုန်သည်ဖြစ်၍ဒီဃာယုဟာတဲ့အာရံကိုကျော်လွှမ်းနိုင်ကြကုန်သည်ဘဝတုဘွန်တုကောင်းစွာမသွေဖြစ်ကြပါစေကုန်သတည်း
လေးကနှိပ်ထားပါစိတ်မှာဒီကြည်ထားမလုံးအိမ်တွေငြိမ်ငြိမ်နေစိတ်တွေမလွင်ပါနာဒီဝမှာထိတ်တိပါမှတ်ပါဉာဏ်ရှင်ပွားထွက်လေဝင်လေသတိပြုပါမှတ်ပါကလေးများ Thank you.